ထံပစ္စယုတ်ဒေသ24ပစ္စည်းနှင့်မြမပြန်မေတ္တာပုဟေတုပစ္စယောကောင်းသောအကြောင်းတရားကုသိုလ်များတို့ပွားကြပါစေအာရမဏပစ္စယောကောင်းသောအာယုံမြဲတွေ့ကြုံအစဉ်ဆုံးစည်းကြပါစေအဓိပတိပစ္စယောသန္နာနှင့်ဇွဲစိတ်ဉာဏ်တွေအကြီးအကဲဖြစ်ပါစေအနန္တရာပစ္စယောကုသိုလ်ဘိမာကုသိုလ်သာစက္ခာဖြစ်ပါစေတမန္တရာပစ္စယောကောင်းမှုဘိမာကောင်းမှုသာစက္ခာဖြစ်ပါစေသာဇာတပစ္စယောအတုတကွမြတ်ဘုံညာဒုက္ခချမ်းသာဖြစ်ပါစေအညမညာပစ္စယောလူအချင်းချင်းမေတ္တာနှင့်ချစ်ချင်းပွားနိုင်ကြပါစေနေတရားပစ္စယောသုံးပါးယတနာမိခိုကကြည်သာရှင်မြုံနိုင်ပါစေဥပါနိတရားပစ္စယောလောကုတ်ကိုလီတရားမီကုသိုလ်စီသာသွားနိုင်စေပုရိဇာတပစ္စယောရှိကကုသိုလ်နောက်ကိုမိခိုကောင်းကျိုးပေးပါစေပစ္စာဇာတပစ္စယောနောက်ကကုသိုလ်ရှိကိုမိခိုကောင်းကျိုးပေးပါစေအာတိဝနာပစ္စယောပါရမီအစုံပွားကြည်ယုံအထုံမြင်နိုင်ကြပါစေကမ္မပစ္စယောကောင်းကျိုးပွားရန်ကောင်းသောကံမြဲမြံပြုနိုင်ကြပါစေဝိပါကပစ္စယောကောင်းမှုပွားတို့ချမ်းသာမျိုးအကျိုးကိုမှတွေ့ပါစေအာရပစ္စယောကိုယ်စိတ်ဟာရလွန်ပြေဝဒုက္ခပွားရန်ဖြစ်ပါစေဣန္ဒြိယပစ္စယောစိတ်ကိုစိုးပိုင်အမြဲနိုင်ကြံ့ခိုင်တန်ဆွမ်းနိုင်ပါစေသာနာပစ္စယောဘေးကင်းမှုယံမေတ္တာဇံရှင်သန်ဤမြကြပါစေမဂ္ဂပစ္စယောနိဗ္ဗာန်မြော်မှန်းမဂ္ဂင်လံရှောင်လန်းနိုင်ပါစေသံပယုတ်တပစ္စယောသူတော်ကောင်းတဲ့ကောင်းရှင်ဆက်သူမြတ်နှင့်သာတွေ့ပါစေဝိပယုတ်တပစ္စယောမကောင်းမှုများဘေဂါရှာတရားမြတ်စွာပွားနိုင်စေအဋ္ဌိ